ဤတန်တယောက်ရုတ်တရက်အရာရာကိုဖောက်ထွင်းမြင်နိုင်တဲ့ Gray မျက်စိအစွမ်းရသွားခဲ့တယ်သူလည်းစိတ်လှုပ်ရှားသွားပြီးဘေးနားမှာရှိတဲ့ဥက္ကဋ္ဌအမျိုးသမီးချောလေးစီချက်ချင်းကြည့်လိုက်မိတာပေါ့အဲ့ဒီအချိန်မှာပဲအဲ့ဒီအမျိုးသမီးကောင်းပေါ်ကိုပန်းအိုးတအိုးပြုတ်ကြတော့မဲ့အရေးကိုဤတန်တတိထားမိသွားတယ်သူလည်းချက်ချင်းပဲအရှိကိုပြေးဝင်သွားပြီးအမျိုးသမီးကိုသူ့ရင်ခွင်ထဲဆွဲဖက်ကကဲတင်လိုက်ပါတော့တယ်အမျိုးသမီးကိုဘေးအန္တရာယ်ကနေအောင်မြင်မြင်ကဲတင်နိုင်ခဲ့ပေမဲ့ဤတန်တယောက်လူနာဘူးတယောက်အဖြစ်အထင်လွဲခံလိုက်ရတယ်ဒေါသချောင်းချောင်းထွက်သွားတဲ့ဥက္ကဋ္ဌမလေးကဤတန်ကိုပညာပေးဖို့ခြေလမ်းပြင်ပေမဲ့ဤတန်ကတော့သူမရဲ့တိုက်ကွက်ကိုအလွယ်တကူပဲရှောင်တိန်နိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲသူကလမ်းသွားလမ်းလာနှစ်ယောက်စီကကော်ဖီခွက်တွေကိုလှမ်းလူလိုက်တဲ့အမျိုးသမီးကသူ့ကိုထပ်ပြီးတိုက်ခိုက်ဖို့လုပ်တဲ့ခါကျတော့ဤတန်ကစိတ်ငြိမ်သွားအောင်ဆိုပြီးကော်ဖီတွေနဲ့လှမ်းပတ်လိုက်မိတာပေါ့ဒါပေမဲ့မထင်မှတ်ပဲဒီလိုရက်ကအဲ့ဒီအမျိုးသမီးကိုပို့ပြီးတော့တောင်ဒေါသထွက်သွားစေခဲ့တယ်သူမဟာဖုံးချက်ချင်းဆက်ပြီးဤတန်ကိုတေးလူအောင်ပညာပေးဖို့လူလွတ်လိုက်ပါတော့တယ်ပြီးတော့သူမစီမှာပါလာတဲ့ကြောက်စိမ့်ဆွဲပြားလေးကော်ဖီပေးသွားလားဆိုတာကိုအလောတကြီးထုတ်ကြည့်တာပေါ့အဲ့ဒီကြောက်စိမ့်ဆွဲပြားကိုမြင်လိုက်ရတဲ့အချိန်မှာဤတန်တယောက်စွန့်သွားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ဆရာကလည်းသူ့ကိုဒီလိုပုံစံတူကြောက်စိမ့်ဆွဲပြားတစ်ခုပေးခဲ့ဘူးပြီးဒီဆွဲပြားရဲ့အခြားတစ်ဖက်ကိုပိုင်ဆိုင်ထားတဲ့သူဟာသူနဲ့ရေဆက်ပါလာမဲ့ဇနီးလောင်းပဲလို့ပြောခဲ့ဘူးလို့ပါပဲဤတန်ကနောက်ကနေလိုက်သွားပြီးရှင်းပြခြင်းပေမဲ့လူမိုက်တစုကသူ့ကိုဝိုင်းထားလိုက်ကြပြီအဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌမလေးရဲ့ကားနောက်ကိုကားမဲတစည်းလိုက်သွားတာကိုဤတန်တတိထားမိလိုက်တယ်သူမအန္တရာယ်ရှိနိုင်တယ်ဆိုတာကိုဤတန်ချက်ချင်းရိပ်မိလိုက်ပေမဲ့လူမိုက်တွေကသူ့စီကိုဥတီပြီးအကွက်ချတိုက်ခိုက်လာကြပြီးဇဝေဇဝါဖြစ်နေဖို့အချိန်မရှိတော့တာကြောင့်ဤတန်တယောက်သူ့ရဲ့လက်ကွက်တွေကိုလှုပ်ဝက်မထားတော့ဘဲထုတ်သုံးဖို့ဆုံးဖြတ်လိုက်တယ်သူဟာလက်ဝါးတိုင်းကွက်တွေနဲ့လူမိုက်တွေကိုတယောက်ပြီးတယောက်ရိုက်နှက်ပစ်လိုက်တာမျက်စိတမိတ်တွင်းမှာပဲအားလုံးကြမ်းပြင်ပေါ်မှာလဲကျကုန်ပါတော့တယ်လူမိုက်ကောင်းဆောင်ကတော့သူ့လက်ထဲကဓားမြောင်ကိုပြက်ပြက်တသားပဲလွှတ်ပစ်လိုက်တယ်သူကအီတန်ရဲ့အလင်ဟာတနက်ကြီးစံထက်မြင်နိုင်လိမ့်မယ်လို့မယုံကြည်ခဲ့ဘူးလေဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအီတန်ကလူမိုက်ကောင်းဆောင်ရဲ့နောက်ကျောဘက်ကိုလျှက်တစ်ပြက်ရောက်ရှိသွားခဲ့တယ်သူကတနက်ကိုအလွယ်တကူလူယူလိုက်ပြီးဒီလိုကစားစရာမျိုးကတကယ်တော့အသုံးမဝင်ပါဘူးလို့ပြောရင်းတနက်ကိုတတ်လို့တန်ဆဖြစ်အောင်လက်နဲ့ပဲညှစ်ချပစ်လိုက်တယ်တစ်ဖက်မှာတော့ဥက္ကဋ္ဌအမျိုးသမီးဟာအိမ်မှာတက်တောင့်တက်တာရေချိုးနေပြီးမိမိစီကိုအန္တရာယ်တွေရောက်လာတော့မယ်ဆိုတာကိုလုံးဝမသိရှာသေးဘူးတကယ်တော့တထေးသားတစ်ယောက်ကသူမကိုမတမာကြံစီဖို့သူ့လူတွေကိုခေါ်ပြီးအိမ်ပြင်ဘက်မှာအကွက်ချဆောင်ဆိုင်နေခဲ့တာပါအဲ့ဒီတထေးသားကအိမ်ထဲကိုစေးမီကိုတွေမှုတ်သွင်းလိုက်တာကြောင့်အမျိုးသမီးရဲ့ညီမလေးသတိလစ်သွားခဲ့တယ်အဲ့ဒီတော့မှပဲဥက္ကဋ္ဌမလေးလည်းတခုခုလွဲနေပြီဆိုတာကိုရိပ်